ဟိုကအချိန်မရှိတော့လို့လေစမ်းခွင်လေးလိမ့်ပြီးပြောမယ်နော်ချိန်ကမလုံးဝမလောက်တော့လို့ပါလူတယောက်မှာတဲ့ကိုယ်စိတ်ကိုကျမပြောအဲ့ဒါကြောင့်မို့လို့ကျမတင်ထားတဲ့ဟာလိုပဲလေစိတ်ကလေးစိတ်နေတတ်ဖို့အတွက်နော်ဝေမျှရနေရဆိုတဲ့အတိုင်းလေးပဲကျမမျှဝေပေးမယ်စိတ်ကလေးနေတတ်တယ်စိတ်ကလေးထားတတ်တယ်ဆိုရင်အရာအားလုံးကအဆင်ပြေပါတယ်လို့နော်စိတ်မနေတတ်ဘူးစိတ်တွေမထားတတ်ဘူးဆိုရင်တော့လေအရာအားလုံးကအဆင်မပြေနေပါဘူးလို့စိတ်ပြောင်းရင်အိတ်ဖောင်းနေဆိုလိုမျိုးပဲပေါ့နော်စိတ်ပြောင်းရင်အိတ်ဖောင်းနေတဲ့အဲ့ဒါကိုယုံကြလားကျမတော့ယုံတယ်ဘာလို့လဲဆိုရင်ကျမအရင်တုန်းကလည်းလေစိတ်တက်အရန်ကောင်းလာပါတယ်လို့မဆိုလို့ပေါ့နော်ဒါမဲ့ကျမစိတ်ပြောင်းတယ်စိတ်ပြောင်းတာဘယ်လိုပြောင်းလဲဆိုရင်ငါဒါကိုမလုံနိုင်ဘူးလို့တွေးထားတဲ့အရာပေါ့နော်အဲ့ဒါဆိုရင်ကိုလုံနိုင်သွားတယ်ပေါ့ကျမပြောနေတဲ့ဥစ္စာကိုအခု AC မီတာစုကနေအားလုံးသိမှာပါ114444ပေါ်ပါတယ်ရှင်ဒါလေးကိုတွေ့ပြီးတော့အရင်ကန်ကောင်းကြပါစေအားလုံးချက်မှချမ်းသာကြပါစေလို့နော်ပစ္စည်းဥစ္စာတွေလည်းပေါ့ထီရမလားတိုးပွားကြပါစေလို့နော်အဲလေးစတောင်းပေးလိုက်ပါတယ်114444တွေ့နေလို့ပေါ့နော်စိတ်ပြောင်းလို့ရှိရင်အိတ်ဖောင်းနေဆိုယုံလားကျမတို့ယုံတယ်ဘာလို့လဲဆိုလို့ရှိရင်တကယ်အတွေးခေါ်တွေပြောင်းရင်လေစိတ်ကပြောင်းတော့ကျမတို့ဒီအောင်မလုံနိုင်ဘူးလို့တွေးထားတယ်ဆိုရင်ကျမတို့မလုံနိုင်တော့ဘူးလေအိတ်ပြောင်းနေဆိုတာတကယ်ကိုမှစိတ်တက်လေးရောပြောင်းနေဆိုရင်လေတကယ်ကောင်းတယ်အရာမျိုးအဲကြောင့်စိတ်ကိုဖြူစင်အောင်ထားပါစိတ်အေးချမ်းအောင်စိတ်တွေမအေးချမ်းဘူးဆိုတာလေအဲ့လိုကျမပြောလိုက်လဲနှာခေါင်းကလည်းနည်းနည်းရလာအဲ့လိုစိတ်တွေကလေကျမတို့စိတ်တွေမထားတတ်ဘူးဆိုရင်ပို့ဆိုးတယ်တိလားစိတ်တွေထားတတ်မှာအဓိကကိုယ့်ကိုစိတ်ဆင်းရဲအောင်လုပ်တာဒီစိတ်ပဲကိုယ့်ကိုချမ်းသာအောင်လုပ်တာလည်းဒီစိတ်ပဲကိုယ့်ကိုဝမ်းနည်းအောင်လုပ်တာလည်းဒီစိတ်ပဲကိုယ့်ကိုစိတ်ဆင်းရဲအောင်လုပ်တာလည်းဒီစိတ်ပဲစိတ်ကပဲကျမတို့မှာအရာအားလုံးကစိတ်ကလေးရပဲစိတ်ငြိမ်အောင်အဲ့ဒါကြောင့်မို့လို့ဘာသာခြားတွေကစားတခြားနိုင်ငံဘာသာခြားတွေကစားကျမတို့စိတ်ငြိမ်အောင်ဆိုပြီးမှတရားထိုင်နေပေါ့သူတို့ကတော့တရားထိုင်တာမဟုတ်ဘူးပေါ့နော်ဝင်လေထွက်လေရှုပြီးတော့ဒီလိုဝင်လာတဲ့ငွေလေးကိုထွက်သွားတာလေးတွေကိုမှတ်တာတော့မဟုတ်ဘူးသူတို့ကအတိခိုင်းတာပေါ့အဲ့ဒါဆိုအေးချမ်းတယ်လေအဲ့ကြောင့်ကျမတို့ရဲ့ဒီဗုဒ္ဓဘာသာတရားကလည်းအရန်ကောင်းတယ်ဒီလားအဲ့လိုလေစိတ်ငြိမ်ဖို့အတွက်ဒါဖန်စီးပေးလိုမျိုးဖြစ်နေပေါ့တကယ်စိတ်မငြိမ်တဲ့လူတွေဆိုရင်လေတရားထိုင်ကြည့်ပါတော့တကယ်အရန်ကောင်းတယ်ဒီလားပတိစိတ်ကြည့်ပေါ့နော်တကယ်ဈေးတချို့တွေကအရင်တော့ကပေါ့နော်ဈေးရောက်တဲ့လူတွေကတဲ့ပတိစိတ်ရတယ်လို့ပြောတာပေါ့နော်အဲ့ဒါဘာအတွက်ပြောရလဲဆိုတော့ဈေးရောက်မကောင်းဘူးဆိုလို့ရှင်ပတိစိတ်ဆိုရင်ပတိကိုတက်ကနေစစိတ်မှနောက်ဆုံးပတိကိုရောက်မှာမလားမစိတ်ရင်မရောက်ဘူးလေအဲ့လိုပဲကျမတို့အလုပ်တွေပဲဖြစ်စဈေးရောက်တဲ့လူပဲစူးစမ်းတဲ့အချိန်မှာပေါ့နော်စလုပ်ဖြစ်အောင်အရင်လုပ်ပြီးမှနောက်ကျရင်အဆုံးကဖြစ်သွားမှာပဲလေနော်ကျမို့တော့မွေးလာတဲ့နေ့တည်တဲ့